အခုတော့ဆွစ်ဇာလန်နိုင်ငံရဲ့မြို့လေးတစ်မျိုးဖြစ်တဲ့ဆွစ်ဇာလန်နိုင်ငံထဲမှာပါတယ်မြို့လေးတစ်မျိုးဖြစ်တဲ့ဇမ်မတ်ဆိုတဲ့ရွာလေးကိုရောက်နေတာပါအဲ့တော့ဇမ်မတ်ကဘာလို့နာမည်ကြီးလဲဆိုတော့တောင်တက်သမားတွေအတွက်အရန်ကိုမှအရေးပါတဲ့မြို့လေးတစ်မျိုးဖြစ်ပါတယ်လဲဆိုတော့ဒီမှာနာတာဟောင်းဆိုတဲ့တောင်လေးရှိတယ်ဇမ်မတ်ကနာတာဟောင်းရဲ့အလှတရားကိုနေပြီးတော့အကောင်းဆုံးနဲ့အလှဆုံးမြင်ရတဲ့ဒီရွာလေးတစ်ရွာပေါ့နော်ဆိုတော့တောင်တက်သမားတွေရဲ့အသေးကိုနေပြီးတော့နှုတ်ယူထားတာဒီရွာလေးပဲဖြစ်တယ်ဒီမြို့လေးပဲပေါ့နော်အဲ့တော့ဒီမြို့လေးမှာဆိုရင်အရင်ထူးခြားတဲ့ဟာလေးရှိတယ်ဘာလို့ထူးခြားလဲဆိုတော့ကျွန်တော်တို့ရဲ့ဘဝထဲမှာနေ့စဉ်မြင်တွေ့နေရတဲ့ကားတွေမရှိဘူးဆူညံတန်တွေမရှိဘူး gas နဲ့ပတ်သက်တဲ့ဟာတွေမရှိဘူးပြောချင်တာgas နဲ့ပတ်သက်တဲ့ကားတွေလည်းကားတွေကိုဝင်ခွင့်မပေးထားဘူးပြီးတော့ diesel နဲ့ပတ်သက်တဲ့အရာတွေကိုနေပြီးတော့ဝင်ခွင့်မပေးထားဘူးဘာလို့လဲဆိုတော့သူတို့ကသဘာဝတရားအတိုင်းပဲဒီရွာလေးကိုလှစေချင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီရွာလေးမှာဆိုဝင်မယ်ဆိုလို့ရှိရင်ဒီရွာကိုလာမယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်ရပဲလာဒီရွာတွေကိုလာမယ်ဆိုရင်ကားတွေကိုအပြင်မှာထားခဲ့ပြီးရင်ဒီကိုနေပြီးတော့ယထာလေးနဲ့ဝင်ရတာပေါ့နော်ယထာကိတ်ကနေပြီးတော့ကျွန်တော်တို့ဒီကိုတန်းလျှောက်လာအကောလုံးအဲ့တော့ကားမရှိဘူးဆိုတာကတော့ပြောချင်တာ gas ကားတွေနဲ့လျှက်စစ်ကားတွေပဲမရှိဘူး gas ကားတွေနဲ့ဓာတ်ဆီ diesel ကားတွေပေါ့နော်အဲ့လိုမျိုးတော့မရှိတာကျွန်တော်မျိုးလေးဆိုရှိတယ်အဲ့လိုမျိုးတွေလေအဲ့လိုမျိုးတွေကြတော့ဒီမှာနေပြီးတော့လေထုကိုနေပြီးတော့သူတို့ကရန်ဦးစားပေးတာပေါ့နော်ပြီးတော့တဘာဝတရားအတိုင်းပဲသူတို့နေကြတယ်ဆိုတဲ့အခါကျတော့ဒီရွာလေးကလေအရင်စိတ်ဝင်စားစရာကောင်းတဲ့ဟာလေးရှိတယ်သူတို့ရဲ့တဘာဝအတိုင်းနေခိုင်းတဲ့ပုံစံတွေကျွန်တော်တို့အခုတည်းမြင်နေရသေးတယ်ဘာလို့လဲဆိုတော့ဒီမှာကြည့်အကုန်လုံးဆိုရင်တစ်နဲ့ဆောက်ထားတဲ့ဟာတွေပဲအကုန်လုံးအိမ်ရလေတစ်သားတွေနဲ့ပဲဆောက်ထားတာအဲ့တော့သူတို့ကနေပြီးတော့ဒီရိုးရရင်ကျေးမှုတွေကိုအရန်မျက်နှိုးတယ်လေးစားတယ်တန်ဖိုးထားတယ်ပြီးတော့တဘာဝအကြာကြီးအတိုင်းကိုသူတို့နေထိုင်ကြတယ်ပေါ့နော်အခုတစ်ထိပေါ့အဲ့တော့ပြောချင်တာရှိမှုကိုသူတို့အရန်ကိုမှတန်ဖိုးထားကြတယ်ပေါ့ထားပါတော့ဒီအိမ်တိမ်ကိုထားပါတော့ဒီအိမ်မှာနေပြီးတော့သူ့အဖိုးကအဖွားတွေရပဲဖြစ်ဖြစ်သူ့ရဲ့မိသားစုတွေဆွေမျိုးတွေရာနေပြီးတော့ဆောက်ထားပြီးဆိုလို့ရှိရင်တော့အဲ့ပုံစံအတိုင်းပဲသူတို့မင်းတို့ပြက်လုပ်ပြီးတော့နေကြတာပေါ့နော်ထောက်ထက်ဒီဟာကိုမိုးမှန်မယ်ဆိုရင်တော့မှသူတို့အရင်တော့ဆောက်ထားတဲ့ပုံစံတွေအတိုင်းပဲမိုးမှန်ပြီးတော့နေကြတာပေါ့အဲ့တော့ကွန့်ပြီးတော့ဆောက်လိုက်တာတော်တော်လေးနေတယ်အကြောင်းမလို့ပါကိုပြည့်မင်္ဂလာပါခင်ဗျာကိုပြည့်မင်္ဂလာပါခင်ဗျာဂိုက်ကြီးနဲ့တွေ့နေပြီလုံးနေမလို့အဲ့တော့ကျွန်တော်ခုနပြောသလိုပဲလေဒီဇမ်မတ်ရွာထဲကိုရောက်လို့ရှိရင်ကျွန်တော်တို့ရဲ့အဓိကပြင်ရမယ့်ရာဒီ hiking တွေတော်တဲ့လူတွေကိုများတယ် hiking တော်တဲ့လူတွေကိုအများကြီးတွေ့ရမယ်ပြီးတော့ဒီ rock climbing တွေကိုသူတို့လုပ်ကြတယ်ဒီထဲမှာနေပြီးတော့ဒီထဲမှာအကောင်လုံးကနေပြီးတော့ rock climbing လုပ်တဲ့လူတွေပဲတူပေါ့အဲ့လိုမျိုးရှိတယ်ပေါ့ကျွန်တော်ကတော့ rock climbing လုပ်မှလားဘာလားတော့မသိဘူးwauw. Hokkali. Hokka brand ကိုကျွန်တော်ကြောင့်လည်းမကြီးချင်ဘူး။ဟိုစကအဲ့လိုကြီးသွားတဲ့ဟာတွေပုံစံပဲကြိုက်တာဒီလားတကယ်ရလေ။အဲ့လိုအကစားဖနက်ကဝဲရတော့နေဝဲဖြစ်ဘူး။ဟိုမှာအင်ဒိုနီးရှားမှာနေတော့အိုင်ဂျန်တောင်ပေါ်တက်ချိန်မှာတော့မှဟိုကနေအဲ့အကစားအင်ဂျီsorry ဖနက်တင်နေမှာဟုတ်ပဲနဲ့ကျွန်တော်က cross နဲ့ပဲတက်ခဲ့အောင်သူတို့ရဲ့လူနေမှုချက်ကလေအရင်မှအေဂျင့်တွေအရင်တက်တာပဲသူတို့မှသူတို့နေကြတာကြည့်အကုန်လုံးကငြိမ်ချမ်းလေးပဲသူတို့တယောက်နဲ့တယောက်တိုးဝှေ့ပြီးမရှိကြဘူးပြီးအပြုံးလေးနဲ့လက်ခံကြရတယ်တယောက်ကိုတယောက်ကိုတိုက်ပြီးသွားပြီဆိုရင်တော့မှအပြုံးလေးတွေနဲ့okay အဲ့လိုမျိုးတွေပေါ့
လိုပါခင်ဗျာကျွန်တော်ကတော့စဉ်းစားပါတော့နော်များတကယ်လို့များ chance ရှိခဲ့မယ်ဆိုလို့ရှိရင်တော့ငါဒီမှာလာပြီးတော့တောင်တက်ချင်တယ်လို့တော့ရှိအောင်တောင်တက်သမားတွေရဲ့အရင်နှစ်ချိုက်ပြီးတော့ကဘာကျော်တဲ့နေရာလေးတစ်ခုမှာကျွန်တော်အနေနဲ့ဒီလိုပါဝင်ပြီးတော့တောင်တက်ချင်အောင်တက်ပဲတကယ်တော့ကျွန်တော်မှနေပြီးတော့တောင်တက်တဲ့ experience လည်းမရှိဘူးကျွန်တော်တို့လိုပဲတိုးဖို့ဆိုလို့ကျွန်တော်နဲ့တူပဲသူနဲ့ကျွန်တော်လည်းအဲ့လိုပြောနေရအောင်ပေါ့နော်ရှင်းပြနေရတော့ပေါ့အဲ့တဲ့ရှိရဆိုတော့ rock climbing လို့ဖို့ hiking တော့ဖို့အတွက်ကကျွန်တော်ဘာမှမလုပ်ရသေးဘူးနဲ့ကျွန်တော်မှမောနေရလို့ရှိပါရခင်ဗျာဟယ်လိုမြန်မာနဲ့တူတယ်နော်ဟုတ်လားမြန်မာရီလာမသိဘူး Oh, thank you. Burmese. I want to say hello. Hello. I'm Nana. Oh my god. အလင်းအောင် ဆောက်ပြောအဲ့တော့ဒီမှာတွေ့ရမိတ်ဆွေပါခင်ဗျာတကယ်တော့လေကိုလူဝစ်ပါခင်ဗျာကိုလူဝစ်မင်္ဂလာပါခင်ဗျာ မင်္ဂလာပါ အခုအရင်လှနေနော် ကျေးဇူးပါ အဲ့တော့ဆွေဇာလန်မှာတွေ့ရမိတ်ဆွေကြီးပေါ့ဟုတ်အဲ့တော့